အာဆင်နယ်တို့ဒီကနေ့ညပွဲထွက်လာနိုင်ခြေရှိတဲ့ကစားသမားများမင်္ဂလာပါ Forever Ghana Facebook နဲ့ TR YouTube Channel တို့ကနေကြိုဆိုပါတယ် TikTok ကညီကိုတွေအားလုံးလည်းမင်္ဂလာပါဗျာကျွန်တော်တို့ဒီကနေ့ညမှာအာဆင်နယ်တင်းနဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာလေးတွေရဲ့ဒါဒီကနေ့ညပွဲစဉ်မှာအာဆင်နယ်တင်းတို့ဘယ်လိုပုံစံမျိုးပွဲထွက်လာနိုင်လဲဘယ်ကစားသမားတွေပြန်လဲပါဝင်လာနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ဆွေးနွေးသုံးသပ်ကြအောင်ပါအရင်ဆုံးအနေနဲ့ကျွန်တော်တို့အာဆင်နယ်တင်းနဲ့ရှင်ပြန်ကစားမဲ့ဒါပရီးမီးယားလိပွဲစဉ်18မှာဒါရှင်ဆိုင်ကစားမဲ့ Brighton အသင်းနီးပြပြောကြားထားတာမျိုးတွေရှိတယ်ဒါဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါသူ့အနေနဲ့ဒါမိနစ်60အတွင်းမှာအကောင်းဆုံးသောမိနစ်60မျိုးပိုင်ဆိုင်နိုင်အောင်သူ့အနေနဲ့စူးစမ်းသွားမယ်ဆိုတာမျိုးရယ်ဒါပြီးွားရင်ဒါ Brighton အသင်းနီးပြပြောကြားချက်တွေထဲမှာဆိုလို့ရှိရင်ဒါအာဆင်နယ်တင်းရဲ့ဆက်ပီတီကိုကာကွယ်သွားရမယ်ဒီပွဲစဉ်မှာကျွန်တော်တို့အနေနဲ့တတိရှိကစားဖို့လိုအပ်ပြီးတော့ကျွန်တော်တို့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့အာဆင်နယ်တင်းရဲ့ဆက်ပီတီကိုကာကွယ်ရင်ကျွန်တော်တို့အခွင့်အရေးနည်းနည်းရအောင်ကြိုးစားသွားတဲ့နဲ့အာဆင်နယ်တင်းရဲ့ကစားပုံနဲ့ပတ်သက်ပြီးကျွန်တော်တို့တွေခက်ခဲမယ်ဆိုတော့ကောင်းကောင်းသိထားပြီးတော့ကျွန်တော်တို့အနေနဲ့အာဆင်နယ်အသင်းနဲ့ပတ်သက်ပြီးဒါအရန်ကိုစိတ်လှုပ်ရှားနေတယ်ကျွန်တော်အနေနဲ့အခုချိန်ဘောလုံးကစားရတာတိတ်ကိုပျော်ရွှင်နေပြီးတော့မိသားစုတွေကိုလည်းလာလည်ဖို့ခေါ်ထားတယ်ကျွန်တော်အနေနဲ့ဒီလိုပွဲစဉ်တွေကစားရတာကအင်္ဂလိပ်ဘောလုံးလောကရဲ့ရိုးရာဓလေ့တစ်ခုဖြစ်ပြီးတော့ကျွန်တော်တိတ်ကိုပျော်ရွှင်နေတယ်မိသားစုတွေနဲ့တစုတဝေးတည်းရှိနေတဲ့အချိန်ဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့အရန်ကိုပျော်ရွှင်နေပါတယ်ဒီပွဲစဉ်မှာအကောင်းဆုံးရလက်ပိုင်ဆိုင်သွားဖို့အတွက်ကျွန်တော်တို့အကောင်းဆုံးပြင်ဆင်ထားတယ်ဆိုပြီးဒါမာတင်အိုရီကတ်ကဒီပွဲစဉ်နဲ့ပတ်သက်ပြီးသူ့ရဲ့ခံစားချက်ကိုဖွင့်ဟသွားတယ်စက်ထဲမှာပဲကျွန်တော်တို့အာဆင်နယ်တင်းနဲ့ဒါ Brighton တို့ရှင်ပြိုင်ကစားမဲ့ Premier League ပွဲစဉ်18ကိုအာဆင်နယ်တင်းကအင်ကွင်း Emirates Stadium မှာအခမ်းရှင်ပြိုင်ကစားမယ်ဒါဒီပွဲစဉ်မှာတန်ရကစားသမားတွေတဲကကိုင်ဟာဘတ်ကဒီနေ့ပွဲစဉ်မှာဒါအာဆင်နယ်တင်းရဲ့နီးပြမီခေအာတီတာကပွဲကစားရင်တချို့ပေးသွားပွဲရှိတယ်ဆိုပြီးသတင်းမီဒီယာတွေကရေးသားဖော်ပြနေတယ်လို့အာဆင်နယ်တင်းရဲ့နောက်တန်းကစားသမားဂါဘရီယယ်မကာဟေးနဲ့ပတ်သက်ပြီးတော့လည်းဒီနေ့ပွဲစဉ်မှာမြင်တွေ့သွားရနိုင်တယ်ဂါဘရီယယ်မကာဟေးအနေနဲ့အရင်လိုပွဲကိုလာရောက်အားပေးတာမျိုးမဟုတ်ဘဲနဲ့အာဆင်နယ်အင်ကွင်းဂျာစီနဲ့အတူပွဲကစားချိန်မိနစ်တချို့ကိုမီခေအာတီတာပေးသွားပွဲရှိတယ်ဆိုတဲ့ပုံစံမျိုးရေးသားဖော်ပြနေကြတယ်ဒီသတင်းနဲ့ပတ်သက်ပြီးတော့ဒါသိပြီးတော့စိတ်ချရတဲ့သတင်းဌာနကရေးသားထားတာမျိုးမဟုတ်တာဖြစ်တဲ့အတွက်ကြောင့်ညီကိုတွေအနေနဲ့90%လောက်ပဲယုံစေခြင်းနဲ့ပါဘူးမပါဘူးဆိုတာ90ဆိုတဲ့ပုံစံမျိုးပဲကြောင့်ညီကိုတွေအနေနဲ့တည်ထားစေခြင်းနဲ့နောက်တဲ့သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းကဒါစိတ်ဝင်စားပါတယ်ဆိုပြီးသတင်းတွေတက်လာတယ်ခုဆိုလို့ရှိရင် Man City အသင်းကခေါ်ယူသွားတဲ့ Anthony Semenyo ပေါ့လေ Semenyo ကအာဆင်နယ်အသင်းရဲ့ပရိသတ်ဖြစ်ပြီးတော့ဒါလာမဲ့ဒီအပြောင်းရွှေ့ဈေးကွက်ဖွင့်လို့ရှိရင်ပေါ့လေဇန်နဝါရီလ10ရက်နေ့ဆိုလို့ရှိရင်ပြောင်းရွှေ့ဈေးကွက်ဖွင့်ပြီးဒီပြောင်းရွှေ့ဈေးကွက်ဖွင့်တာနဲ့ဒါအာဆင်နယ်အသင်းကကမ်းလှမ်းမှုတွေရှိခဲ့ရင်အာဆင်နယ်အသင်းကသူ့ရဲ့ဦးစားပေးပြစ်မှတ်ဖြစ်တယ်ဆိုပြီးတော့သတင်းမီဒီယာတွေကရေးသားဖော်ပြနေတဲ့ဒီလိုကမ်းလှမ်းမှုမျိုးတာရှိခဲ့တဲ့ဆိုရင်အာဆင်နယ်အသင်းကိုသူ့အနေနဲ့ခေါင်းညှိသွားဖို့ရှိတယ်အာဆင်နယ်အသင်းတို့ကမ်းလှမ်းသွားမလားဆိုတဲ့ပုံစံမျိုးရေးသားဖော်ပြနေကြတယ်ဒီနေရာမှာ Man City အသင်းကဒီကစားသမားကိုအချို့သဘောတူညီမှုပုံစံမျိုးရရှိထားတာဖြစ်တဲ့အတွက်ဒီကစားသမားက Man City အသင်းကိုပြောင်းရွှေ့သွားပြီဆိုပြီးတော့ဒါအကုန်လုံးကသတ်မှတ်ထားတာဖြစ်သည့်တိုင်အောင်ဒါအချို့သဘောတူညီမှုတွေကကျွန်တော်တို့ဈေးကွက်ဖွင့်တဲ့ရက်ဒီစောင်းဈေးကွက်ဆိုလို့ရှိရင်ဇန်နဝါရီလ10ရက်နေ့မှဖွင့်မှာဖြစ်တဲ့အတွက်ဒါအချိန်တိုင်းတာတစ်ခုတော့လိုသေးတယ်ပေါ့လေဒီကြားထဲမှာအာဆင်နယ်အသင်းတို့ကဒီကစားသမားကိုကမ်းလှမ်းမယ်တနည်းအားဖြင့်ဒါအပြောင်းရွှေ့ဈေးကွက်ဖွင့်ချင်းရက်မှာပဲအာဆင်နယ်အသင်းကဒီကစားသမားကိုကမ်းလှမ်းသွားမယ်ဆိုရင်အာဆင်နယ်အသင်းတို့ဒါအန်တိုနီဆမ်မင်းညိုကိုဒါပိုင်ဆိုင်နိုင်ပွဲရှိသေးတယ်ဆိုတဲ့အခွင့်အရေးမျိုးတွေနဲ့အတူဒါအာဆင်နယ်အသင်းနဲ့နှီးစပ်တဲ့သတင်းမီဒီယာတချို့ကရေးသားဖော်ပြနေတဲ့အာဆင်နယ်အသင်းကိုတစ်သလုံးအားပေးလာတဲ့အန်တိုနီဆမ်မင်းညိုတယောက်အာဆင်နယ်အသင်းကိုရောက်ရှိလာမလားဆိုတာတော့တကယ်ကိုစိတ်ဝင်စားကြပဲ Man City အသင်းရပဲသူတို့အကျိုးသဘောတူညီမှုအတိုင်းပဲဒါဆမင်းညိုကိုခေါ်ယူသွားမလားဆိုတာတော့ဒါဘယ်လိုပြောရမလဲကျွန်တော်တို့စောင့်ကြည့်ခြင်းစရာပဲပေါ့လေဒါနောက်တခုရှိတာကဘယ်လိုလဲဆိုလို့ရှိရင်အာဆင်နယ်အသင်းအနေနဲ့ဘာလို့ခေါ်ယူလို့ရနိုင်သေးလဲဆိုတော့မေကွန်းနေကျွန်တော်တို့ဒါလာမိထားတာမျိုးရှိတယ်ဒါကျွန်တော်တည်ထားတဲ့လောက်ပြောပြချင်တာကအန်တိုနီဆမ်မင်းညိုကိုဘာလို့အာဆင်နယ်အသင်းကခေါ်ယူဖို့ရသေးလဲခေါ်ယူလို့ရသေးလဲဆိုတဲ့အနေထားတစ်ခုမှာမန်စီးတီးနဲ့ကအကျိုးသဘောတူညီမှုပဲရထားသေးတယ်တကယ်ဒီဖြစ်ဖို့အတွက်ကကြတော့ဒါဈေးကွက်ဖွင့်တဲ့ရက်မှာပဲဒီကစားသမားနဲ့သဘောတူညီမှုတွေစာချုပ်စာတမ်းကိစ္စတွေကဒီလုပ်လို့ရမှာပေါ့လေအဲ့ဒီအတွက်အာဆင်နယ်အသင်းကဒီဂျားထဲမှာဒီကစားသမားကိုဖျက်လူလို့ရသေးတယ်ကစားသမားရဲ့ဘယ်လိုပြောမလဲစိတ်တစ်ခုပဲပေါ့လေနော်ကစားသမားကโอเคအာဆင်နယ်အသင်းကကမ်းလှမ်းနေငါအာဆင်နယ်အသင်းကိုပြောင်းမယ်တနည်းအားဖြင့်ဥပမာတစ်ခုရှိတယ်ဗျာကျွန်တော်တို့အာဆင်နယ်အသင်းကဒါပြိုင်ဘက်
လန်ဒတာဘီပြိုင်ဘက်ဖြစ်တဲ့စပါးစီကနေလူပြီးခေါ်ထားတဲ့ဒါ ABH အဇီးဆိုလို့ရှိရင်လေထိုနီ၎င်းပဲပေါ့လေဒါစပါးနဲ့ဂျိုသွားတို့ညီမှုတွေရထားပြီးဒါပြောင်းရွှေ့မှုအတွက်စားစားတဲ့ကိစ္စတွေလုပ်နေတဲ့အချိန်မှာပဲအာဆင်နယ်တင်းရဲ့ဂျားဝင်ဖြတ်ယူမှုနဲ့အတူဒါABH အဇီးကအာဆင်နယ်တင်းကိုရောက်ရှိလာတယ်လို့အန်တိုနီဆမင်းညိုးကိုလည်းအာဆင်နယ်တင်းတို့ခေါ်ချင်နေဆိုရင်ဒီလိုပုံစံတိုင်းခေါ်လို့ရသေးတယ်ဆိုတဲ့ option တွေနဲ့အတူဒါသတင်းမီဒီယာတွေကရေးသားဖော်ပြလာတာပေါ့လေအဲ့တော့ကျော်ညီကိုတွေအနေနဲ့တည်ထားတင်တာကအာဆင်နယ်အသင်းအနေနဲ့ဆမင်းညိုးကိုမျှော်လင့်ခွင့်ရှိသေးတယ်အာဆင်နယ်အသင်းအနေနဲ့တကယ်ခေါ်ယူခြင်းနဲ့ဆိုရင်ဆမင်းညိုးကိုဒါဂျားတွေကနေဖြတ်လူလို့ရသေးတယ်ဆိုတဲ့ option တခုတော့ရှိနေသေးတယ်ဆိုတော့ကျော်ညီကိုတွေတည်ထားစေခြင်းနဲ့ကျွန်တော်အနေနဲ့ဟိုအမြင်ပြောပါမယ်ဆိုလို့ရှိရင်တော့အာဆင်နယ်အသင်းအနေနဲ့ကတော့ဆမင်းညိုးနဲ့မဖြစ်နိုင်တော့တလောက်ကိုရာခိုင်နှုန်းနည်းသွားပြီလို့ကျွန်တော်အနေနဲ့ထင်တယ်ဒါပေမဲ့အန်ဒရီယာဘာတာဒီယာဒီလုံးပြနေတာတွေကကျွန်တော်တို့မဖြစ်နိုင်ဘူးဆိုတာကိုချက်ချင်းကြီးကောက်ခါငင်ကကြီးပြောလို့ရတဲ့အနေအထားတစ်ခုတော့မဟုတ်သေးဘူးဆိုတာကိုကျွန်တော်ညီကိုတွေကိုအတိပေးခြင်းနဲ့โอเคပါဒီညမှာကျွန်တော်အာဆင်နယ်အသင်းအနေနဲ့ပွဲထွက်လာနိုင်တဲ့ကစားသမားတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ညီကိုတွေဒါဘယ်လိုထင်မြင်မိလဲကျွန်တော်အနေနဲ့ကတော့ပုံမှန်အားဖြစ်ပဲပေါ့လေเนาะကျွန်တော်အာဆင်နယ်အသင်းအနေနဲ့Brighton အသင်းကိုအခန့်ရှင်ပြန်ကစားမဲ့ပွဲစဉ်မှာဒါကျွန်တော်တို့ first line နဲ့ player တွေကိုပဲ Arsenal အသင်းရဲ့ Mikel Arteta အသုံးပြုပွားပွဲရှိတယ်လို့ကျွန်တော်အနေနဲ့ကတော့ထင်မိတယ်ဒုတိယပိုင်းမှာဆိုလို့ရှိရင်တော့ဒါကျွန်တော်ခုနပြောခဲ့တဲ့အတိုင်းပဲ Gabriel Magalhaes တို့ Kai Havertz တို့ဒါပါဝင်ကောင်းပါဝင်လာနိုင်တယ်ဒါသတင်းကြီးတွေရဲ့အရာဆိုလို့ရှိရင်ပါဝင်ကောင်းပါဝင်လာနိုင်တယ်ကွင်းလယ်မှာလည်းဒဏ်ရာပြဿနာနဲ့ပတ်သက်ပြီးတော့အဓိကကစားသမားတွေမပါဝင်ဘူးဆိုတဲ့သတင်းတွေတက်နေတာမျိုးမရှိဘူးပြီးွားရင်ဒါကျွန်တော်တို့နောက်တန်းမှာဆိုလို့ရှိရင်လည်းထိုနီလက်ကောင်းပဲဒါဝီလန်ဆလီဘာကတော့ကြံ့ခိုင်မှုပြေးသွားတယ်အားလုံး AC ပဲဒါပြီးွားရင်ကျွန်တော်တို့EFL ပွဲစဉ်မှာရှင်ပြိုင်ကစားလူထုတ်ခဲ့တဲ့အတိုင်းပဲပေါ့လေဒါ Ricardo Calafiori ကိုအထဲထည့်မလားPiero Hincapiéကတော့ဒီညပွဲစဉ်မှာသူ့အနေနဲ့လွဲချော်ကောင်းလွဲချော်သွားနိုင်တယ်ဆိုတဲ့သတင်းတွေတက်လာတာဖြစ်သည့်တိုင်အောင်ကျွန်တော်အနေနဲ့ကတော့ Piero Hincapié ပြန်လဲပါဝင်လာနိုင်မယ်လို့ကျွန်တော်အနေနဲ့ထင်မိတယ်နောက်တန်းမှာဆိုလို့ရှိရင်ဒါ William Saliba Piero Hincapié ကို CV အတွဲတွဲဖြစ်မြင်တွေ့ရနိုင်ပွဲရှိပြီးတော့ကျွန်တော်တို့ဒါဘယ်ချမ်းနဲ့ညာချမ်းမှာဆိုလို့ရှိရင်တော့ Julian Timber နဲ့ Ricardo Calafiori ဆိုတဲ့ဒီနှစ်ယောက်ကိုပဲ Arsenal အသင်းကဒါအသုံးပြုသွားပွဲရှိတယ်ဒါကွင်းလဲမှာဆိုလို့ရှိရင်တော့ Martin Zubimendi Declan Rice နဲ့ Martin Odegaard ဆိုတဲ့ဒီ3ယောက် triangle အတွဲကိုပဲကျွန်တော်တို့မြင်တွေ့သွားပွဲရှိပြီးတော့တိုက်စစ်3ယောက်မှာတော့ဒါ Arsenal အသင်းနေနဲ့ဒါတိုက်စစ်အထောင်တိုက်စစ်မှုဖြစ် Victor Gyökeres ကိုပဲအသုံးပြုလာပွဲရှိပြီးဒါကျွန်တော်တို့ညာချမ်းနဲ့ဘယ်ချမ်းမှာဆိုလို့ရှိရင်တော့ Martinelli နဲ့ဒါဘူကာယိုဆာကာပေါ့လေဒီကစားသမား2ယောက်ကိုကျွန်တော်မြင်တွေ့သွားပွဲရှိတယ်။ဘာကြောင့်မာတင်နယ်လီကိုရွေးချယ်တာလဲဆိုတဲ့မေးခွန်းတွေရှိခဲ့ရင်ကျွန်တော်အနေနဲ့ကပြောစရာကရှင်းပါတယ်မာတင်နယ်လီအနေနဲ့ဒါပြီးခဲ့တဲ့ပွဲစဉ်မှာခြေစွမ်းကောင်းတွေပြသထားတယ်။ဒီနေ့ပွဲစဉ်မှာမာတင်နယ်လီကအာဆင်နယ်အသင်းရဲ့ Mikel Arteta အတွက်အရွေးချယ်ခြင်းစရာတွေတဲကအကောင်းဆုံးသောတစ်ခုပဲလို့ကျွန်တော်အနေနဲ့ကတော့မြင်မိတယ်။ကြော်ညီကိုတွေအနေနဲ့ဘယ်လိုထင်မြင်မိလဲ။ကောမှာဝင်အောင်ဆွေးနွေးကြည့်ပါအောင်ဘယ်ကစားသမားတွေပွဲထွက်လာပြီးတော့အာဆင်နယ်အသင်းကဂိုးရလက်ဘယ်လောက်အထိစွမ်းဆောင်သွားနိုင်မလဲ။ဒီညပွဲစဉ်ကအာဆင်နယ်အသင်းတို့အလွယ်ကူဆုံးသောပွဲစဉ်တစ်ပွဲဖြစ်သွားမလားဒါမှမဟုတ်လည်းအာဆင်နယ်အသင်းတို့ဖြတ်ကျော်နေကြအတိုင်းပဲခက်ခဲတဲ့ပုံစံတစ်ခုဖြစ်သွားမလားကောင်းပါဝင်ဆွေးနွေးကြည့်ရပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ဗျနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်သူတွေမှာ